ကင်မရာရှေ့မှာလမ်းလျှောက်ပြိုင်ပွဲမကောင်းကြောင်းပြောဖို့ကမကောင်းပေမဲ့ပီတာကတော့သဘောကျနေပြီးသူတို့ရမယ့်ပတ်စံကိုလူရီကိုကူညီဖို့သဘောတူခဲ့တယ်။ထို့နောက်ပီတာကချစ်လိမ့်မြင့်လိုက်တယ်။ဟန်ကဒါမကောင်းဘူးလို့သတိပေးပေမဲ့အာသာကတော့သူ့ကိုဝေခန်းလိုက်တယ်။သူတို့ကြားကိုရစ်ချက်ကတိုးဝင်လာပြီးဖြတ်လိုက်တယ်။သူကလူတိုင်းရဲ့နာမည်နဲ့နံပါတ်တွေကိုလိုက်မှတ်နေတာ။ဘာလို့လဲဆိုတော့ခီးရှည်လမ်းလျှောက်ပြိုင်ပွဲအကြောင်းစာအုပ်ရေးပြီးနာမည်ကြီးကျင်လို့ပါ။ပီတာကတော့ဒါတုံးတယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့သူသာနိုင်သွားရင်သူကချမ်းသာပြီးသားနာမည်ပကြီးပြီးသားဖြစ်နေမှာမို့လို့ပဲ။ကာလီကသူ့ခြေထောက်မှာကြွတက်လာလို့နာကျင်ပြီးអော်လိုက်တယ်။သူနှေးသွားတော့စစ်သားတွေကသူ့ကိုသတိပေးတယ်။ဘေးကကာလီကိုကူညီလိုက်ပြီးပီတာကလည်းအားပေးစကားတွေဆက်ပြောတယ်။အားတက်သွားတဲ့ကာလီကဆက်သွားဖို့ကြိုးစားပေမဲ့နာကျင်မှုကဆိုးလာပြီးမြေပြင်ပေါ်ကိုလဲကျသွားတယ်။တတိယအကြိမ်သတိပေးပြီးစစ်သားတယောက်ကကာလီကောင်ကိုတနက်နဲ့ပြစ်တက်လိုက်တယ်။ဒီထဲလဲမှုကြောင့်ရေကနှေးသွားပြီးသူလည်းသတိပေးခံလိုက်ရတယ်။ပီတာကသူ့ကိုမြင်မြန်သွားဖို့တွန်းလိုက်တယ်။ခဏအကြာမေးချပေါ်လာပြီးကာလီရဲ့အတွက်မင်းခုံပြောတယ်။ကြာဆောင်သွားတဲ့သူ့ရဲ့ရဲစံတတိရဲ့အတွက်အမှတ်တရရှိနေရမယ်လို့ပြောတယ်။ဘေးကစစ်သားတယောက်စီသူ့ရေဖို့အတွက်ရေပြေခိုင်းရင်ကန်ကောင်းစေဖို့အတွက်အဲ့ဒီလူရဲ့တနက်ကိုတိုးထိလိုက်တယ်။ပီတာကတေးပေါက်ချင်လာတော့လမ်းအလယ်မှာပဲပေါက်ချလိုက်တယ်။18မှရောက်တော့လမ်းမေမှာမင်းကလေးတယောက်ကဆိုင်းပုတ်ကမ်းပြီးရေးကိုအားပေးနေတာတွေ့လိုက်ရတယ်။ကောင်မလေးကအရန်ငယ်ပေမဲ့တခြားကောင်လေးတွေကသူ့မှာပရိသတ်ရှိလို့ဆိုပြီးသူ့ကိုစကြတယ်။ရုတ်တရက်ကောင်လေးတယောက်လမ်းပေါ်မှာလဲကျသွားတယ်။စစ်သားတွေကသတိပေးချက်တွေပေးနေတော့ဂယ်ရီကသူ့ကိုခုံကျော်ရင်ကျမကြီးပြဿနာကိုဖုံးထားလို့ဆိုပြီးလှောင်ပြောင်လိုက်တယ်။မကြခင်မှာပဲစစ်သားတွေကဖျားနေတဲ့ကောင်လေးကိုပြစ်တက်လိုက်တယ်။ဂယ်ရီကလူတိုင်းပြောတဲ့နဲ့ဘာလို့လဲဆိုတော့သူတို့မှပြန်မဲ့တယောက်ရော့သွားပြီလို့ပြောတယ်။25မိနစ်မှာဂယ်ရီကရန်ဆိုတဲ့ကောင်လေးကိုစပြီးအနိုင်ကျင့်တယ်။ကောင်လေးကအစာပိုင်းမှာဂီးမဆိုင်ဖို့ကြိုးစားတယ်။ဒါပေမဲ့ဂယ်ရီကသူ့အမေကိုစော်ကားလိုက်တော့ဒေါသထွက်ပြီးသူ့ကိုထိုးဖို့ကြိုးစားတယ်။ဂယ်ရီကသူ့လက်တီချက်တွေကိုရှောင်လိုက်တဲ့အခါရန်ကမြေပြင်ပေါ်ကိုလဲကျသွားတယ်။သူအချိန်မီပြန်မထနိုင်တော့ပဲစစ်သားတွေကသူ့ကိုပြစ်တက်လိုက်တယ်။တခြားကောင်လေးတွေကဂယ်ရီကိုအော်ဟစ်ပြီးပြစ်တင်ကြတယ်။သူပြိုင်ပွဲကထွက်ရမယ့်အချိန်ကိုမစောင့်နိုင်တော့ဘူးလို့ပြောကြတယ်။နောက်တော့ကောင်လေးတယောက်ကလမ်းလျှောက်ရင်းဝမ်းသွားဖို့ဘောင်းမီကိုချွတ်ကြတယ်။သူဆက်သွားဖို့ကြိုးစားလဲနှေးသွားတော့မဲ့မို့စစ်သားတွေကသူ့ကိုလည်းပြစ်တက်လိုက်တယ်။35မှရောက်တော့မေဂျာကထပ်ပေါ်လာပြီးပထမဆုံးညကိုရောက်ရှိတဲ့အတွက်ကွန်ပျူတာစကားပြောတယ်။ဒါကမြင့်မြတ်ကြောင်သူတို့ယုံကြည်လာအောင်စကလုံးလှလှတွေအများကြီးသုံးသွားတယ်။ဘေးကစငိုက်လာပြီးသူ့အမေကြောင့်အိမ်မက်မက်နေတယ်။သူနှေးသွားတော့စစ်သားတွေကသူ့ကိုသတိပေးပြီးပီတာကသူ့ကိုနှိုးလိုက်ရတယ်။ကောင်လေးတွေကလမ်းလျှောက်ရင်သူတို့မိသားစုတွေအကြောင်းစကားပြောနေကြတော့ရေကထပ်နေသွားပြီးဒုတိယအကြိမ်သတိပေးခံရတယ်။ဘေးကအချိန်မြင့်လိုက်ပြီးမယ်ခဏအကြာခလုတ်တိုက်မိပြီးတတိယအကြိမ်သတိပေးခံလိုက်ရတယ်။သတိပေးချက်တွေပဲဖျက်ဖို့အတွက်3နာရီကြာအမှားရွေးမရှိလမ်းလျှောက်ရတော့မယ်။ပီတာကအားပေးဖို့ကြိုးစားပေမဲ့ရေကစိတ်လှုပ်ရှားပြီးပီတာကိုអော်လိုက်တယ်။အဲ့ဒီအချိန်မှာအဖွဲ့ကတောင်ကုန်းတစ်ခုစီရောက်သွားပြီးလမ်းလျှောက်ရတာပိုခက်ခဲသွားတယ်။မကြခင်မှာလူတိုင်းပင်ပန်းလာပြီးတော်တော်များများလဲကြကုန်တယ်။ဒါနဲ့သူတို့အပြစ်ခံလိုက်ရတယ်။ရေကသူ့နောက်ကတိတ်ဆောက်မှုကိုလွတ်ကျူရှုဖို့ကြိုးစားပေမဲ့သူ့ကိုလှောင်ပြောင်နေတဲ့ဂယ်ရီကိုရင်ဆိုင်နေရတယ်။နောက်ထပ်ရေကနှေးသွားပေမဲ့ပီတာကသူ့ကိုချိန်ပြီးလှမ်းထိန်လိုက်နိုင်တယ်။ရေကဒါကိုကျေးဇူးတင်ပြီးအစောကသူ့ပောက်ကွဲခဲ့တာအတွက်တောင်းပန်လိုက်တယ်။မနက်ခင်းမှာကောင်လေးတွေ59မိုင်ကိုရောက်လာတယ်။ညကတောင်ကုန်းပေါ်ကတိတ်ဆောက်မှုတွေအားလုံးပြီးတဲ့နောက်ကစားသမား18ယောက်ပဲကျန်တော့တယ်။69မိုင်ရောက်တော့ဟန်ကမနေ့ကိုရှောင်နေရတယ်။ပီတာကအခြေအနေသွားကြည့်ဖို့ကြိုးစားပေမဲ့ဟန်ကစိတ်တိုးပြီးသူ့ကိုစူပူလိုက်တယ်။ဒီအချိန်မှာရစ်ချက်ကခြေချင်းဝက်လဲသွားပြီးလမ်းလျှောက်တာနှေးလာတယ်